One Piece fan တွေတော်တော်များများတတိထားဖို့လိုနေတဲ့ topic တစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့ Mother Flame ပါ။တော်တော်များများ Mother Flame ဆိုပြီးတော့ကြားဖို့ကြလိမ့်မယ်။ဒါပေမဲ့ Mother Flame ကိုတော့သိပြီးတော့စိတ်ဝင်စားဖို့မပေါ့ဘူး။ Mother Flame က Final Saga အတွက်တော်တော်ရေးပါမယ်လက်နက်တစ်မျိုးပါ။လက်နက်လို့ပြောရမလား power source လို့ပြောရမလားတခုပေါ့ဆိုတော့ဒီနေ့ဗီဒီယိုက Mother Flame နဲ့ပတ်သက်ပြီးတော့ theory ကိုလည်းမဟုတ်ဘူးဗျ full review လည်းမဟုတ်ဘူး Mother Flame နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ opinion တွေကိုပဲအသေးစိတ်ရှင်းပြပေးတော့မှာပါပထမဆုံးအနေနဲ့ Mother Flame ကိုမိတ်ဆက်ထားပြီးသမျှ fact တွေကိုရှင်းပြပြမယ် chapter 1086မှာစပြီးတော့မိတ်ဆက်သွားတယ် Vegapunk နဲ့တီထွန်တယ် fight era အမိတ်နဲ့တီထွန်ခဲ့တယ်ပဲဆိုတော့အများစုကတော့ Mother Flame ကို weapon လို့ပဲခေါင်းစဉ်တက်ကြပါမယ်ကျွန်တော်ကတော့ power source တစ်ခုလို့ပဲမြင်တယ်ရှင်းအောင်ပြောရင်တနက်နဲ့ဥမာထားပြောမယ်တနက်ကကြီးစံမရှိရင်အလုံးမလို့ပါဘူးတနက်က Mother Flame နဲ့ပေါင်းပြီးသုံးရတဲ့လက်နက်မျိုးဆိုရင်ကြီးစံက Mother Flame ပါပဲအဲ့တဘောမျိုးပေါ့ပြီးရင် Mother Flame ရဲ့အဖြတ်စွမ်းအားက Asian weapon ရဲ့ level နဲ့ညီရလို့ပြောထားတယ်မန်ဂါထဲမှာ Mother Flame ကို nuclear bomb တစ်ခုရဲ့ပောက်ကွဲမှုစွမ်းအားနဲ့ရှင်းထားတယ်အဲ့လောက်ထိအန်နေများရပေါ့ပိုပြီးထူးခြားတာကဒီ Mother Flame နဲ့ပတ်သက်ပြီးတော့ emu ကတိတိလေးတောင်အထိကိမခံအောင်ဆိုလိုတာကအဟက်ကျွန်းတကျွန်းလုံးတော့ဖျက်ဆီးရရဲ့အဲ့တဘောပဲဒီ emu လို့ power variant တောင်မှဒီ Mother Flame ကိုတန်းဆွဲလိုချင်နေရဆိုတော့ဒီအရာရဲ့ potential ကိုကျွန်တော်တို့ short တွက်လို့မရဘူးပေါ့ဆိုတော့အခုပြောသွားတာကြီးကမန်ဂါမှာမိတ်ဆက်ပြီးသမျှဒီ Mother Flame နဲ့ပတ်သက်တဲ့ fact တွေပါဒါဆို Mother Flame ပေါ်ကျွန်တော်ရဲ့အမြင်တွေကိုစပြီးပြောပထမ size chapter 1140မှာပြသွားတဲ့ Mother Flame ရဲ့ size ကသေးနေအောင်တော့တွေ့ရတယ်ဒါပေမဲ့ Mother Flame ကိုထည့်ထားတဲ့ဓာတ်ပေါင်းပိုကြီးကတော့ heavy ပေါ့ Mother Flame ရဲ့တကယ် size ကကျွန်တော်တို့ထင်ထားတဲ့ပိုပြီးတော့ကြီးနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုရင်လူစီယန်ကျွန်းကိုဖျက်ဆီးတော့မိုးဘွားနေကြလာတဲ့အလုံးကြီးကိုကျွန်တော်တို့အစအင်းမှုရဲ့ပါလို့ပဲထင်ခဲ့ရဒါပေမဲ့လူစီယန်ပြက်တဲ့အဖြေကအဟက်ကြမှာပေါ်လာအဲ့ဒါဘာလဲဆိုရင်တော့ Mother Flame ရဲ့ power ကိုအသုံးပြုတာပါ emu ရဲ့ခွင့်ပြုချက်နဲ့အသုံးပြုလိုက်တယ်ပဲဆိုပါတော့ဆိုတော့ chapter 1140မှာမြင်ခဲ့ရတဲ့ size ကလူစီယန်ကျွန်းကိုဖျက်ဆီးပြီးမှတွေ့ရတဲ့ size ပဲဆိုတော့ဆိုလိုတာကလူစီယန်ကျွန်းကိုဖျက်ဆီးဖို့အတွက် Mother Flame ရဲ့ power ကိုအနည်းငယ်ယူလိုက်ရတယ်ဆိုတော့ Mother Flame ရဲ့သူ့ရဲ့ power တွေကိုပေးတဲ့အကြောင်းမလို့မွေးရင်းဆိုင်တဲ့အနည်းငယ်သေးသွားရပဲဆိုတော့အဲ့တဘောပါဒုတိယချက်ကဘာလဲဆိုရင် Mother Flame ရဲ့ origin မှာ Mother Flame ကို Vegapunk တီထွန်ခဲ့ရမှန်ပေမဲ့လို့ Vegapunk ရဲ့တီထွန်မှုအများစုက inspire ယူထားများပါတယ်ပြောရရင်ဆွတူပြူသဘောမျိုးပေါ့ဥပမာအခု Seraphim တွေဆိုရင် Warlord အစားထိုးလက်နက်တွေပါဒါပေမဲ့ Warlord တွေကိုပြန်ပြီးတော့ inspire ယူလိုက်တယ်ပြီးရင် Green Black ဆိုတဲ့ energy source ကိုထည့်လိုက်တယ်အဲ့မှာ Seraphim တွေဆိုပြီးဖြစ်လာတယ်ဆိုတော့ Mother Flame ဆိုတာလေသူတနေရာကနေ inspire ယူထားရလို့ကျွန်တော်ကတော့ထင်မိရဲ့pure idea တော့မဖြစ်နိုင်ဒါနဲ့ပတ်သက်ပြီးရှားကြည့်လိုက်တော့နာမည်ကြီး website တော်တော်များများ Mother Flame ရဲ့ origin က Kino ရဲ့မျိုးနွယ်စု Lunarian စီကလာရဲဆိုပြီးအများစုကပြောထားတယ်။ဘာလို့လဲဆိုရင်အဓိက Lunarian နဲ့တောဘက်မှာရှိတဲ့မီးတောင်တွေအခု chapter 1140မှာမြင်ခဲ့တဲ့မီးတောင်တွေကအရွယ်စားတူနေလို့ပါ။ကျွန်တော်ပြောခဲ့လို့ပဲ Mother Flame ရဲ့အရွယ်စားထင်ထားတဲ့ထက်တောင်ပိုပြီးတော့ကြီးနိုင်တယ်။ပြီးရင် Lunarian ရဲ့ power လည်းအခုဒီဘာမှန်းကိုတည်တည်ချာချာမသိရသေးဘူး။ပြထားပြီးသားဆိုရင်သူတို့အတောင်မှန်ပါလို့မိုးပေါ်ပြန်နိုင်တယ်။ durability ဘိုင်းကောင်းတယ်ဒီလောက်ပဲ။ကျန်တာ series တွေမှာတွေ့ရတဲ့ဟာတွေကဘာလဲဆိုရင် Devil Fruit ရဲ့ power ပါ။အဓိက King ရဲ့ power ကြီးပေါ့ဆိုတော့ King ရဲ့မျိုးနွယ်စုအကြောင်းဂါဂနာနာမသိဘဲနဲ့တော့ဒီ Lunarian စီကနေ inspire ယူထားရဆိုပြီးတော့ကျွန်တော်ကတော့မပြောချင်ဘူးဆိုတော့ဘယ်ကနေ inspire ယူရလဲစဉ်းစားမိပါသလားကျွန်တော်အမြင်ပြောရမယ်ဆိုရင် Ineria Skypiea ကိုဖျက်တော့သုံးခဲ့တဲ့ Electro ဘုံနဲ့ Lulusian ကို Emu ဖျက်တော့သုံးတဲ့ဘုံနဲ့တူရလို့ပြောလို့ရတယ်ဖြစ်ရကလည်းတူရ Skypiea ကိုဖျက်ဖို့ဆိုရင်အဓိက power source အနေနဲ့ Ineria ရဲ့ Goro Nomi power လိုမယ်ဂျာကန်လက်နဲ့အနေနဲ့ maximum ရှစ်ကြီးလိုမယ် Lulusian မှာလည်းအဲ့လိုပဲအဓိက power source က Mother Flame ဒီမှာဂျာကန်လက်နဲ့ကိုတော့ဖျောက်ထားတယ်နှစ်ခုလုံးရဲ့အဖြတ်စွမ်းကလည်းကျွန်းအသားလေးဖျောက်နိုင်တဲ့အနေအထားမှာရှိတယ်ဆိုတော့ Mother Flame ရဲ့ origin က Ineria နဲ့ပတ်သက်နေတာပို့ပြီးတော့နီးစပ်မယ်လို့ပြောလို့မရဘူးလားဒါတော့ဆိုရင်တော့ Mother Flame နဲ့ပတ်သက်ပြီးကျွန်တော်ပြောချင်တာလေးကတော့ကုန်တော့ဖြစ်တော့ပြီဗီဒီယိုလေးကတော့ဒီလောက်ပါတယ်theory ဘိုင်းမဟုတ်တော့ကျွန်တော် data တွေကိုအများကြီးထည့်မထားဘူးဆိုတော့ opinion သီးသန့်ဖြစ်တဲ့အတွက်အမြင်မတူရင် comment မှာဝင်ရောက်ဆွေးနွေးပေးလို့ရပါတယ်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်